Hello အားလုံးပဲမင်္ဂလာပါတက်ပါရှင်ဒီကနေ့မှာတော့ချမောင်ဟင်းလေးချက်ပြပေးပါမယ်ဒါလေးတွေကတော့ငါးခေါင်းလေးတွေကိုတိချဆေးပြီးတော့ခေါင်းလေးတွေကတက်တက်ခေါင်းထဲမှာပါတဲ့ဘဟက်ကလေးတွေတက်တက်ဆေးကြောတန်းစင်ပြီးတော့စားပြားနေထားတာပေါ့နော်ပြီးတော့ငြူသီးကိုစက်သွန်ပြီးထောင်းထားတဲ့ငြူသီးကိုအခုလိုမျိုးမှွေပါအခုလိုမျိုးစီတက်မယ်ပြီးရင်ငါးခေါင်းလေးတွေလောင်းပြီးထည့်လိုက်ပါမယ်ရှင်အိုးနှစ်အိုးခွက်ချက်မယ်နော်ငါးချက်တာတအိုးချမောင်ရွက်ကတအိုးပြီးတော့မှပြန်ပေါင်းမယ်အခုလိုမျိုးစီမွေးလေးတက်ပြီးပြီဆိုရင်တော့ကျမတို့အဖုံးလေးခဏအုပ်လိုက်ပါမယ်ရှင်ငါးလေးကိုလုံးထားတာပေါ့ပြီးတော့အဖုံးလေးပြန်ဖွင့်မယ်သူ့ရဲ့အရသာအတွက်ကိုပို့ပြီးတော့ဒီငါးဒီနည်းနည်းလေးလေးမှဆောက်လို့ကောင်းတာဖြစ်တဲ့အတွက်ငပြားရည်လေးကျမနည်းနည်းထည့်လိုက်ပါတယ်ပြီးတော့ရေလေးနည်းနည်းထည့်မယ်ရေလေးနည်းနည်းထည့်ပြီးတော့အဖုံးအုပ်လိုက်မယ်အဖုံးအုပ်လိုက်ပြီးဆိုပွက်လာပြီဆိုတာနဲ့ဒီဟင်းအိုးလေးကိုအိုးပေါ်ကနေပြီးတော့ချထားလို့ရပါပြီဒါလေးရတဲ့အိုးပါပြီးရင်ချမောင်ရွက်တဲ့ပြင်ဆင်ပါမယ်ရှင်ချမောင်ရွက်ကကြတော့တိချဆေးကြောတန့်စင်ထားတဲ့ချမောင်ရွက်တွေရေးစစ်ထားတဲ့ချမောင်ရွက်တွေကိုအိုးထဲကိုထည့်ပါမယ်ပြီးရင်စနေလေးနည်းနည်းထည့်ပါမယ်အဲ့ဒါပြီးရင်တော့အဖုံးလေးအုပ်လိုက်ပါမယ်ရှင်ခဏနေလို့အဖုံးလေးဖွင့်တဲ့အခါမှာအခုလိုမျိုးနေထားလေးကိုတွေ့ပါမယ်ပြီးရင်တော့ကျမတို့ဒီချမောင်ရွက်ကိုခြေဖို့အတွက်ကိုတစ်သားရောက်မှသုံးမယ်နော်တစ်သားရောက်မှတည်တာအကောင်းဆုံးပါချမောင်ရွက်ခြေတဲ့အခါမှာချမောင်ရွက်ကဘလို့အခြေအနေမှာမကြည်ဘူးလေဆိုတော့အရန်နှုလွန်းချွဲလို့ရင်လည်းချမောင်ရွက်ကမကြည်ပါဘူးရင့်သွားတဲ့အခြေအနေမှာလည်းမကြည်ပါဘူးရှင်သူကအလဲအလက်အနေထားမှာချမောင်ရွက်ကကြည်မှာပါရှင်အဲ့တော့တစ်ခါတလေကျမတို့မကြည်တဲ့ခါဆိုရင်ကျမတို့ဆိုဘာလုပ်လဲဆိုခြေနေနဲ့မကြည်ဘူးကျမတို့ကကြီးနဲ့ကျမဆိုလိုက်ပြီးညှက်တာပေါ့နော်မြန်မြန်လေးအလုံးနှုတ်ကလေးပြတ်သွားအောင်ပေါ့ကဲချမောင်ရွက်ကလေးလေးကြည်ပြီးရပြီဆိုတော့အခုလိုမျိုးခုနကချက်ထားတဲ့ငါဟင်းအိုးတွေကိုလောင်းထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့အရေးအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ကကိုကြိုက်တယ်လို့ပေါ့အရေးနည်းနည်းကြိုက်တဲ့သူတွေကရေးနည်းနည်းထည့်မယ်အရေးများများကြိုက်တဲ့သူတွေကရေးများများလေးထည့်မယ်ပေါ့ပြီးရင်ပွက်လေးစုအောင်အိုးပေါ်ကိုတင်ထားလိုက်ပါမယ်ရှင်ပြီးရင်အဲ့လိုအိုးပေါ်တင်ပြီးပြီဆိုတာနဲ့ကျမတို့ကအနက်အရသာမှုေးအောင်ထည့်ရတာရှိရပေါ့နော်ချင်းဟင်းအခုလိုမျိုးပွက်ဆူလာပြီဆိုလို့ရှင်တော့ကျမတို့ကမြင်ငပီလေးလက်တစ်စက်လောက်ကိုထည့်ပါတယ်ဒါကဘာလဲဆိုတော့ဟင်းမှာအခက်ပါတဲ့အတွက်မြင်ငပီကိုရှော့ထက်မယ်မြင်ငပီထည့်ခြင်းအပြင်ဟင်းရဲ့အနံ့ကိုပိုပွေးစီတယ်ဒီချမောင်ရွက်ရဲ့အချင်တက်ကိုပို့ပြီးတော့ထိန်းပေးတယ်ပေါ့ချင်းဟင်းတွေချက်လို့ရှိရင်ကြလေးချက်ရမယ်နော်အခုအိုးပေါ်ကပွက်အခုအိုးပေါ်ချမလို့ရပါဘူးပြီးတော့မှုေးအောင်ကြက်သွန်ပြူလေးထည့်မယ်ပေါ့နော်အခုအိုးပေါ်ကပွက်တယ်အခုချရဲဆိုရင်သူ့ရဲ့အရသာဒီပျော်ဝင်မနေတာဖြစ်တဲ့အတွက်အရေးကောင်းကောင်းတောက်ရမှာမဟုတ်ပါဘူးအဲ့တော့ကျမတို့အရက်အပြောနဲ့ပြောမယ်ဆိုရင်တော့ဟင်းအိုးအရေးကြအောင်ချက်တာပေါ့ကွယ်ကဲဒါဆိုရင်ဒီဟင်းလေးကိုလိုက်ချက်လို့အဆင်ပြေကြပါစေရှင်